အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ကတော့အကင်တွေအကျော်တွေနဲ့တို့စားလို့ရတဲ့မကြီးချင်လေးကိုကျွန်တော်ဆက်ပြပေးမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒါကတော့ပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဝင်ပစ္စည်းလေးတွေမှာကျွန်တော်မြေပဲနဲ့နန်းကိုကျွန်တော်အရင်ဆုံးလှော်ထားမယ်နော်မလှော်ဘဲနဲ့ဒီတိုင်းလေးထောင်းထည့်လေးရပါတယ်ဗျကျွန်တော်ကတော့လှော်ထားတာကတော့အနံ့ရတာလေးပို့ပြီးတော့မွေးအောင်လှော်ထားခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့မြေပဲကိုလှော်ပြီးရင်ကျွန်တော်နန်းကိုထပ်ပြီးတော့လှော်မယ်နော်နန်းလည်းလှော်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့အကြာကြီးလှော်ကြမလို့ပါဘူးဗျဟုတ်ကဲ့ပြီးလို့ရှိရင်ကျွန်တော်ကြက်သွန်ဖြူရဲ့မြူသီးအစိမ်းအနီကိုပါရောပြီးတော့ကျွန်တော်လှော်လိုက်မယ်နော်ဟုတ်ကဲ့မကြီးအချိန်စနီးများတာရှိတဲ့အထက်ကနေပြီးတော့ဒါကတော့ကျွန်တော်တည့်ရနီးလေးကိုဆက်ပြပေးတာဖြစ်တဲ့အတွက်အခြားသူတွေနဲ့မတူခွဲရတာလေးတော့ရှိနေပါတယ်ဗျဟုတ်ကဲ့ပြီးလို့ရှိရင်ကျွန်တော်မကြီးသီးကိုရေလေးအနည်းငယ်ဆေးပြီးမှကျွန်တော်ပြန်ပြီးတော့ကြိုပါမယ်ဗျရေကဘာလို့ဆေးလဲဆိုတော့ကျွန်တော်တို့ဒီမကြီးသီးမှာအခြားဖုံတွေသေးတွေပါလာလို့ရှိရင်ကျွန်တော်ဆော့ကြိုးတဲ့နေရာမှာအဆင်မပြေတဲ့အတွက်ရေဆေးရခြင်းဖြစ်ပါတယ်ဗျအထက်ချက်ကိုလည်းကျွန်တော်ရေဆေးလိုက်ပါမယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့မကြီးသီးနဲ့ထက်ချက်ကိုရေဆေးပြီးတော့အရင်ဆုံးကြိုထားပါမယ်ဗျကြိုပြီးလို့ကျွန်တော်တို့အနစ်ကျလာတဲ့အချိန်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့စားနေငယ်ထည့်မယ်နော်ဟုတ်ကဲ့ဒါကတော့စောစောကကြက်သွန်ဖြူရဲ့ငရုတ်သီးစိမ်းရဲ့နန်းနန်းပင်အမြင့်ရဲ့ရင်းရဲ့ကိုကျွန်တော်ရောပြီးတော့ကြိတ်ထားတဲ့ဟာလေးတွေကိုတခါလေးထည့်ပြီးတော့ကြိုပါမယ်ဗျပြီးရင်ကျွန်တော်ကြက်သားမုတ်လေးပါထည့်ပါမယ်ဟုတ်ကဲ့အရသာလေးထည့်ပြီးလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးလေးအနစ်တွေကြေးသွားအောင်ကြိုထားပါမယ်ဗျအခြားသိကျင်တဲ့ဟင်းပွဲလေးတွေရှိရင်လည်းကျွန်တော်ရဲ့ comment မှာရေးခဲ့ပြီးတော့မေးမြန်းနိုင်ပါဗျကျွန်တော်စူးစမ်းပြီးတော့ချက်ပြပေးပါမယ်ကြိုးပြီးတဲ့အခါမှာကျွန်တော်တို့ငမြရိုးနောက်ဆုံးမှထည့်မယ်နော်ငမြရိုးထည့်ပြီးလို့ရှိရင်ဒါကတော့ကျွန်တော်တို့နှမ်းနဲ့မြေပဲနဲ့ကိုကျွန်တော်လော်ပြီးတော့ကြိတ်ထားတာဖြစ်ပါတယ်ဗျနှမ်းနဲ့မြေပဲနဲ့လော်ကြိတ်ထားတာလေးကိုထည့်ပြီးလို့ရှိရင်ကျွန်တော်တို့အနေငယ်လေးမီးအေးလေးနဲ့ထည့်ပြီးတော့ကြိုမယ်နော်အပြည့်အကျဲပုံမူတည်ပြီးတော့ကိုသုံးမဲ့ပုံမူတည်ပြီးတော့အပြည့်အကျဲကိုမိစိတ်ချက်ထားလို့ရပါတယ်ဗျကျွန်တော်တို့ကဒီမှာအကင်နဲ့တို့စားတာဖြစ်တဲ့အတွက်အရင်ကြီးကျဲမနေဘဲနဲ့ပြည့်လေးကြိုထားပါတယ်ဗျဟုတ်ကဲ့ဒါကတော့ကျွန်တော်လက်ရှိဆိုင်မှာအသုံးပြုနေတဲ့မကြီးအချင်းစံလေးဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်